ติดขั้นสาการหลุดแต่ตัวมาเขาบูไปดูเดี๋ยวตัวเลยสุดเอาคู่มาไทยกูยาวลาเด้แต่มันเขาเอาคู่มาไทยปาราสกากูซาบิดอเล่ลาเดหลุดเดี๋ยวตัวยี่ห้อบิดอเล่ถ่ายเดวิดีโอเพียบาเด้เนาะปาลูเลยสุดตีนี่กันไทยกูยาวลาบีไทยปาราสกากูซาบิดอเล่ลาบีส่วนนี้ตีท่าตีเนี่ยสาจังเสจังกูเล่ลามาเพียบาเด้ปะเนาะตัวเรื่องการตีนี่บีเพียบแต่ตัวกูการตีบีตัวบีส่วนนี้เดี๋ยวกูมาจีเลยยาบีปะเนาะกูมาตีดีเลยติงขั้นสากูซาบิดอเล่ลาบ้าพอเบียคู่มาเล่ลาเดหลุดเดี๋ยวตัวจนเราตัวซาบิดอจีเลยยาเอาบ่เนาะปฐมဆုံးတလုံးကကျွန်တော်တို့တရားရောက်နဲ့တွေ့တယ်တရားရောက်နဲ့တွေ့တဲ့အချိန်မှာဘာကိုစပြောရမှာလဲနှုတ်ဆက်တဲ့အချိန်မှာကျွန်တော်တို့မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်လို့ပြောရမှာဟုတ်တယ်เนาะအဲ့တော့ဒီညမှာယောက်ျားလေးဆိုရင်ကျွန်တော်တို့ကสวัสดีครับလို့ပြောရမယ်เนาะကိုကယောက်ျားလေးဆိုရင်สวัสดีครับကိုကမိန်းကလေးဆိုရင်สวัสดีค่ะလို့သုံးပါเนาะสวัสดีဆိုတာကမင်္ဂလာပါครับဆိုတာကခင်ဗျာပေါ့เนาะสวัสดีครับဆိုရင်မင်္ဂလာပါခင်ဗျာเนาะสวัสดีค่ะဆိုရင်မင်္ဂလာပါရှင်เนาะค่ะဆိုတာကရှင်ကိုပြောတာเนาะสวัสดีค่ะဟုတ်ပြီเนาะဒါကတော့အားလုံးဒီပါတိပြီးသားပါပဲပေါ့เนาะဒီညမှာကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ဘဟုတုတဖြစ်ပြောပြချင်တာကကျွန်တော်တို့မြန်မာမှာဆိုရင်ခင်ဗျာတို့ရှင်တို့ကစကလုံးတိုင်းမှာမထဲလေရိုင်းရမကြဘူးဥပမာအဖြစ်ကိုတဲ့အကြီးတယောက်နဲ့တွေ့တယ်เนาะအမတယောက်ကိုတွေ့တယ်ဆိုရင်အော်မင်္ဂလာပါအမဆိုရင်ရတယ်ရိုင်းရမကြဘူးဟုတ်တယ်မလားမင်္ဂလာပါခင်ဗျာအမလို့ပြောစရာမလိုဘူးဒီခင်ဗျာမထဲလေအဆင်ပြေတယ်ပေါ့เนาะဒါပေမဲ့ထိုင်းမှာကတယောက်နဲ့တွေ့တယ်สวัสดีพี่လို့ပြောလိုက်ရင်တခါတလေနည်းနည်းရိုင်းရကြတယ်အလုပ်ခွင်မှာဆိုရင်တချို့လူတွေကတိတ်ပြီးတော့မကြိုက်ဘူးပေါ့เนาะ crowd ခါတယ်မထဲတုံးရင်အဲ့တော့ကိုကဒီပထမအလုပ်သွားလုပ်တဲ့နေ့မှာဖြစ်ပေါ့เนาะ crowd ခါလေးမထဲလိုက်ခြင်းအဖြစ်ပြဿနာဖြစ်တတ်တယ်ဟုတ်ပြီเนาะအဲ့တော့ထဲပေးပါเนาะဖြစ်နိုင်ရင်ပေါ့เนาะစပိုင်းမှာထဲပေးပါสวัสดีครับสวัสดีค่ะအဲ့လိုမျိုးသုံးမယ်ဟုတ်ပြီเนาะပထမတစ်ခုရသွားပြီဒုတိယတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီကျေးဇူးတင်ခြင်းနဲ့เนาะကျေးဇူးတင်ခြင်းနဲ့ဆိုရင်ขอบคุณလို့တုံးနေเนาะขอบမှာပတ်သက်ပေးမယ်เนาะขอบคุณလည်းမဟုတ်ဘူးขอบปุณလည်းမဟုတ်ဘူးขอบปุณလည်းမဟုတ်ဘူးပေါ့เนาะတော်တော်များအဲ့လိုလေးတွေထွက်ကြတယ်ขอบคุณขอบคุณขอบမှာပတ်သက်ပေးမယ်เนาะขอบคุณกว่าယောက်ျားလေးဆိုရင်ขอบคุณครับกว่าမိန်းကလေးဆိုရင်ขอบคุณค่ะအဲ့လိုမျိုးလေးတွေသုံးလို့ရတယ်เนาะขอบคุณครับขอบคุณค่ะဆိုတာကကျေးဇူးတင်ပါတယ်လို့ပြောချင်တာเนาะသူများကကိုယ့်ကိုတခုကူညီပေးတယ်เนาะအလုံးမှာသူများကကိုယ့်ကိုတခုရှင်းပြပေးတယ်ဆိုရင်အဲ့လိုမျိုးသုံးလို့ရတယ်เนาะขอบคุณครับขอบคุณค่ะဟုတ်ပြီเนาะနောက်တစ်ခုကြည့်မယ်เนาะနောက်တစ်ခုကဒီတောင်းပန်ချင်တာကွာတခုခုမာလုံးမိတယ်ဆိုရင်ကွာတောင်းပန်ချင်တယ်ဆိုရင်ဘယ်လိုသုံးလို့ရလဲขอโทษလို့သုံးလို့ရတယ်เนาะขอโทษนะขอโทษครับขอโทษค่ะได้ไหมขอโทษครับขอโทษค่ะกว่าติดတောင်းပန်တာเนาะပုံမှန်အဖြစ်กว่าတောင်းပန်တဲ့ချိန်မှာတစ်ဖက်သားကအော်ရတယ်ဘာမှမဖြစ်ဘူးကိစ္စမရှိဘူးလို့အဲ့လိုမျိုးလေးတွေပြန်လေးရှိတယ်ဒါမှမဟုတ်သူများကကိုယ်တခုခုလုံပြီးလို့သူများကိုယ်တောင်းပန်တဲ့ချိန်မှာขอโทษครับขอโทษค่ะလို့ကိုပြောတဲ့ချိန်မှာကိုကအော်ဘာမှမဖြစ်ပါဘူးလို့ပြန်ပြောချင်ရင်ဘယ်လိုပြောလို့ရလဲဆိုတော့ไม่เป็นไรလို့သုံးလို့ရတယ်เนาะไม่เป็นไรครับไม่เป็นไรค่ะได้ไหมไม่เป็นไรครับไม่เป็นไรค่ะအဲ့လိုမျိုးလေးတွေသုံးလို့ရတယ်ဟုတ်ပြီเนาะအဲ့တော့ဆက်ကြည့်မယ်နောက်တစ်ခုကပါလေအကေ၍ကျွန်တော်တို့ကဟုတ်တယ်မဟုတ်ဘူးဆိုရင်ရောဘယ်လိုပြောလို့ရလဲဆိုတော့ဟုတ်တယ်ဆိုရင်ใช่လို့သုံးလို့ရတယ်ဟုတ်ပြီเนาะใช่ဟုတ်တယ်မဟုတ်ဘူးဆိုရင်ไม่ใช่เนาะအဲ့တော့ဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ရှင်ဆိုရင်ใช่ครับใช่ค่ะเนาะမဟုတ်ဘူးခင်ဗျာမဟုတ်ဘူးရှင်ဆိုရင်ไม่ใช่ครับไม่ใช่ค่ะရမယ်เนาะကေဟုတ်လားလို့မေးချင်ရောใช่ไหมလို့သုံးလို့ရတယ်เนาะใช่ไหมဆိုတာကဟုတ်လားအဲ့တော့နောက်မှာ ครับ ခါလေးထည့်လို့ရတယ်ใช่ไหมครับใช่ไหมคะအဲ့လိုမျိုးသုံးလို့ရတယ်ဟုတ်ပြီเนาะဒီညမှာ main ကလေးတွေတေချာလေးနားထောင်ပေးပါเนาะကိုကရိုးအဖြေပြောတဲ့ချိန်မှာဆိုရင်ခါဆိုတဲ့စကားလုံးနဲ့သုံးတယ်ဥပမာအဖြစ်สวัสดีค่ะขอโทษค่ะไม่เป็นไรค่ะ对လားค่ะဆိုတဲ့စကားလုံးနဲ့သုံးတယ်ဒါပေမဲ့အမေးမှာဆိုရင်လေခုတော့အတန်ကမြင့်သွားမယ်ခါဆိုတဲ့အတန်ဖြစ်သွားမယ်ဟုတ်ပြီเนาะအဲ့တော့ဒီညမှာဟုတ်လားရှင်လို့မေးချင်တဲ့ချိန်ကျရင်ใช่ไหมคะเนาะใช่ไหมคะလို့မသုံးเนาะใช่ไหมคะใช่ไหมคะအဲ့လိုမျိုးသုံးမှမှန်ပါဟုတ်ပြီเนาะဒါကတော့အချိန်ပေးပြီးတော့များများလေးလေ့ကျင့်ပေးပါဟုတ်ပြီเนาะမေးခွန်းဆိုရင်ခါရိုးအဖြေဆိုရင်ခါได้ไหมဟုတ်ပြီခရုနောက်တစ်ခုကြည့်ရအောင်เนาะကေကွာနားမလဲဘူးဆိုရင်ไม่เข้าใจလို့သုံးလို့ရတယ်เนาะไม่เข้าใจไม่เข้าใจครับไม่เข้าใจค่ะနားမလဲပါဘူးခင်ဗျာနားမလဲပါဘူးရှင်ပေါ့เนาะအကေကျွန်တော်နားမလဲဘူးဆိုရင်ကျွန်တော်ကိုထိုက်လို့ผมလို့သုံးတယ်ผมไม่เข้าใจครับ
main ကလေးဆိုရင်ชั้นလို့သုံးလို့ရတယ်ชั้นไม่เข้าใจค่ะแต่ว่าหนูလို့သုံးလို့ရတယ်တမီဆိုတဲ့ပုံစံဖြစ်သွားတာပေါ့နော်หนูဆိုတဲ့စကားလုံးကလေหนูไม่เข้าใจค่ะเนาะယောက်ျားလေးဆိုရင်ผมไม่เข้าใจครับအဲ့လိုမျိုးသုံးလို့ရတယ်เนาะဟုတ်ပြီနောက်တစ်ခုကဖြည်းဖြည်းလေးပြောပေးလို့ရလားလို့ခုတို့ပြောချင်တယ်ဆိုရင်พูดช้าหน่อยได้ไหมလို့သုံးလို့ရတယ်เนาะพูดပြောတယ်ช้าหน่อยဆိုတာကဖြည်းဖြည်းလေးပေါ့เนาะพูดช้าหน่อยဆိုရင်ဖြည်းဖြည်းလေးပြောပါအနောက်မှာได้ไหมဆိုတာကအမေစကားလုံးရလားအဲ့တော့พูดช้าหน่อยได้ไหมครับพูดช้าหน่อยได้ไหมคะဖြည်းဖြည်းလေးပြောလို့ရလားခင်ဗျာဖြည်းဖြည်းလေးပြောလို့ရလားရှင်တွေ့လားဒီနေရာမှာအမေစကားလုံးဟုတ်တယ်เนาะသူများကိုတောင်းဆိုတာအမေပေါ့เนาะဖြည်းဖြည်းလေးပြောလို့ရမလားလို့ပြောတာဖြစ်တဲ့အတွက် main ကလေးတွေဆိုရင်အတန်မြင့်သွားမယ်พูดช้าหน่อยได้ไหมคะဟုတ်ပြီเนาะพูดช้าๆหน่อยได้ไหมคะလို့မသုံးဘူးนะครับဟုတ်ပြီဆက်သွားမယ်เนาะနောက်တစ်ခုကပါလဲဆိုတော့ကိုကထိုင်းလို့နားမလဲဘူးအော်ထိုင်းလို့မပြောတတ်ဘူးလို့ပြောချင်ဘယ်လိုပြောလို့ရလဲพูดภาษาไทยไม่ได้လို့သုံးလို့ရတယ်ဥပမာကျွန်တော်ထိုင်းလို့မပြောတတ်ဘူးခင်ဗျာလို့ပြောချင်တယ်ဆိုရင်ผมพูดภาษาไทยไม่ได้ครับได้ไหมผมကျွန်တော်พูดပြောတယ်ภาษาไทยไทยပါဠိစကားไม่ได้ไม่ยากဘူးအဲ့တော့ผมพูดภาษาไทยไม่ได้ครับเมนคลีส่วนนี้ฉันพูดภาษาไทยไม่ได้ค่ะเนาะฉันพูดภาษาไทยไม่ได้ค่ะหนูพูดภาษาไทยไม่ได้ค่ะอะไรမျိုးလေးတွေသုံးရတယ်พูดไม่ได้อะไรမျိုးမပြောနဲ့เนาะผมพูดภาษาไทยไม่ได้ครับฉันพูดภาษาไทยไม่ได้ค่ะหนูพูดภาษาไทยไม่ได้ค่ะอะไรမျိုးလေးတွေသုံးလို့ရတယ်ဟုတ်ပြီเนาะနောက်တစ်ခုကပါလဲဆိုတော့ခုတို့ဒီပစ္စည်းတွေပါတယ်တွားဝယ်တယ်ဈေးတွေပါတယ်တွားဝယ်တယ်ဆိုရင်ကွာဘာမှမတက်သေးဘူးဆိုရင်တော့မှဘလောက်လဲဆိုတာကိုတော့ကျွန်တော်တို့ပြောတတ်ရမယ်ဥပမာဒီဟာဘလောက်လဲဆိုရင်อันนี้เท่าไหร่လို့သုံးလို့ရတယ်เนาะเท่าไหร่ဆိုတာကဘလောက်လဲအဲ့တော့ဒီဟာဘလောက်လဲဆိုရင်อันนี้เท่าไหร่ครับอันนี้เท่าไหร่คะအဲ့လိုမျိုးသုံးလို့ရတယ်ဒါလည်းတွေ့လားမေခွန်းစကားလုံးဖြစ်တဲ့အတွက်မေးတဲ့ချိန်မှာအတန်မြင့်သွားမယ် main ကလေးတွေပေါ့เนาะอันนี้เท่าไหร่คะယောက်ျားလေးဆိုရင်อันนี้เท่าไหร่ครับရမယ်เนาะဟုတ်ပြီနောက်ဆုံးတစ်ကြောင်းကလောလောဆယ်မတိလဲရတယ်ဆိုပေမဲ့တိထိုင်းပို့ကောင်းတယ်ပေါ့เนาะကိုကထိုင်းကိုရောက်လာပြီအိမ်ဒါပဲမလဲလို့ကိုကထိုင်းလို့ပြောတတ်ထိုင်းမစိုးဘူးဟုတ်ပြီเนาะတခါတလေအပေါ်လေးတွားချင်တယ်အိမ်ဒါပဲမရှိမှလည်းမသိဘူးဆိုင်လည်းမသိဘူးသူများမေးချင်တယ်ဆိုရင်ကိုကထိုင်းလက်လို့ပြောရင်သူတို့နားလဲချင်မှနားလဲမှာဟုတ်တယ်မလားအဲ့တော့ကိုကထိုင်းလို့တန်းပြောတတ်ထိုင်းအဆင်ပြေတာပေါ့เนาะအဲ့တော့ဘယ်လိုသုံးလို့ရလဲဆိုတော့ห้องน้ำอยู่ไหนလို့သုံးလို့ရတယ်ဟုတ်ပြီเนาะห้องน้ำอยู่ไหนห้องน้ำห้องน้ำนะห้องน้ำอยู่ไหนครับห้องน้ำอยู่ไหนคะยาล่ะห้องน้ำอยู่ไหนครับဆိုတာကအိမ်သားပဲมาလဲခင်ဗျာห้องน้ำอยู่ไหนคะအိမ်သားပဲมาလဲရှင်အဲ့လိုမျိုးမေးလိုက်ရင်သူများကကိုပြောပြပါလိမ့်မယ်เนาะသူတို့ပြောတာကိုကနားလဲချင်မှနားလဲမှာစပိုင်းမှာတပေမဲ့တော်တော်များများကလက်နဲ့ထိုးပြမှာပဲဟိုဘက်သွားဒီဘက်သွားဆိုရင်ကိုအဲ့ဒီလိုက်သွားရင်တော့အနည်းဆုံးတော့အဆင်ပြေတာပေါ့ဟုတ်ပြီเนาะအနည်းဆုံးတော့ခုမှထိုက်ကိုရောက်လာတယ်ထိုက်ပါတာစကားကိုစပြီးတော့လေ့လာတယ်ဆိုရင်တော့ဒီ10ကျောင်းကတော့အနည်းဆုံးရအောင်ကြက်ထားပါเนาะရအောင်လုပ်ပါပြီးလို့အတနေရာမှာတကယ်အသုံးပြုနိုင်ကြိုးစားပါဒါဆိုရင်ဒီနေ့ဗီဒီယိုကတော့အနည်းနဲ့အများကြိုးရှိမယ်လို့ထင်ပါတယ်เนาะအကယ်၍ကျွန်တော်တို့စီမှာဒီအတိုင်းပဲပေါ့เนาะထိုင်းစာရောထိုင်းစကားလုံးဝအခြေခံကနေစနစ်တကျလေးတဆင့်ချင်းစီလေးလာသွားခြင်းနေဆိုရင်တော့ဒီလေးလာပိုင်း3ရက်နေ့တော်တော်နီးနေပါပြီเนาะလေးလာပိုင်း3ရက်နေ့မှာတင်တန်းပြန်စဖို့ရှိပါတယ်เนาะတင်တန်းကာလကတလတိတိကြာမှာဖြစ်ပါတယ် level 1ပါเนาะစာပိုင်းရောစကားပိုင်းရောနှစ်ခုစလုံးကိုအခြေခံကနေတင်ကြားပေးမှာဖြစ်တဲ့အတွက်ဟိုစ조사မယ်ဆိုရင်တလပြီးတဲ့ချိန်မှာနေရာတစ်ခုအထိတော့ရောက်လာမယ်เนาะတိုးတက်မှုတစ်ခုကိုတွေ့ရပါလိမ့်မယ်เนาะဒီတလပြီးမှပဲကျွန်တော်တို့ဒီ level 2 3လ level 3 4လဆက်သွားလို့ရတယ်ဟုတ်ပြီเนาะအနည်းဆုံးတော့ဒီအခြေခံကိုတလအတွင်းကျွန်တော်တို့တေချာလေးရအောင်လုပ်မယ်ကိုအရှိန်တစ်ခုရသွားအောင် train ချခြင်းနဲ့ပြီးတော့ဒီ challenge လဲကိုခေါ်ကြည့်ခြင်းနဲ့ဆိုရင်เนาะဒီတင်တန်းနဲ့လာ join လို့ရပါတယ်เนาะတလဆိုတာက4ပတ်ဆိုတာကခဏပဲကိုစ조사မယ်ဆိုရင်ပြီးသွားပါလိမ့်မယ်เนาะကျွန်တော်တို့စီမှာပြီးသွားတဲ့ကျောင်းသားတွေထောင်နဲ့ချီရှိတယ်ဒီတင်တန်းကိုကျွန်တော်တို့ဖွင့်လာတာ40နဲ့3ကြိမ်အောင်ရောက်လာခဲ့ပါပြီပေါ့เนาะတော့လူတိုင်းတော်တော်များများအားလုံးဒီပါပြီးသွားကြတယ်เนาะအဲ့တော့ကိုစ조사မယ်ဆိုရင်မပြီးစရာစ조사တယ်ဆိုရင်ပြီးကိုပြီးပါတယ်အဲ့တော့ကိုလည်းစ조사မယ်ဆိုရင်မပြီးစရာအကြောင်းမရှိပါဘူးဟုတ်ပြီเนาะအဲ့တော့တင်တန်းကြေးကတော့ပတ်900ပါเนาะအသေးစိတ်ကိုထပ်ပြီးတော့သိချင်တယ်ဆိုရင် page messenger မှာထပ်ပြီးတော့မေးမြန်းလို့ရပါတယ်တင်တန်းတက်ဖို့မတက်နိုင်သေးတဲ့လူတွေလည်းဘာမှစိတ်မပူနဲ့เนาะဒီ page မှာခုတော့အမြဲတမ်း free video လေးတွေတင်ပေးနေမှာဖြစ်တဲ့အတွက်ဒီဟာလေးတွေကိုဒါရအောင်စ조사ပြီးတော့ရအောင်လုပ်ပါเนาะမရှင်းတာနားမလည်တာရှိတယ်ဆိုရင်လည်း comment မှာခုကိုမေးထားလို့ရပါတယ်ဒီနေ့အတွက်ဒီလောက်ပါပဲผม James สวัสดีนะครับ